မင်္ဂလာပါအခုဆရာမတို့ဒီမှာပေါ့နော်အိမ်ဆဲမှာကဏ္ဍနေပေါင်းပြီးရင်မှားတဲ့ကဏ္ဍကွက်ကိုပြင်စုစုပေါင်းမှာအော်တိုပြအောင်တဲ့ဘယ်လိုလုပ်ရလဲပေါ့နော်အဲ့ဒါဆိုရင်ဆရာမတို့ကဒါအိမ်ဆဲရဲ့အခြေခံလေးတွေပါနော်အိမ်ဆဲမှာအခြေခံလေးတွေကိုပြန်ပြီးတော့မှတ်မိမယ်ဆိုရင်ရပါလိမ့်မယ်အဲ့တော့တချို့ကကြတော့ equal to ဒီလိုမျိုးပေါင်းတာရှိတယ်100အပေါင်း100အပေါင်း100ပေါ့နော်ဒါဆိုအပေါ်က103ခုဒီ3ခုကိုပေါင်းကြည့်နေဆိုပြီးတော့ enter ခောက်လိုက်တယ်ဒါမျိုးဆိုရင်တော့ဆမတို့ကဒီမှာလာပြီးတော့ပြင်လိုက်လေပြင်မှာမဟုတ်ဘူးเนาะပြင်သွားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ तू က equal to 100ကိန်းကိန်းနဲ့ကိုရိုက်ထည့်ထားလို့ပေါ့နော်ကိုပေါင်းနေတဲ့ဟာတွေကိုရိုက်ထည့်ထားလို့အကယ်၍ကိုပေါင်းနေတဲ့ဟာတွေကိုဆမတို့ကပေါင်းနေတဲ့ set ကွက်တွေကိုဆက်လက်မှတ်ထားမယ်ဆိုရင်တော့ သူကပြောင်းတာနဲ့လိုက်ပြီးတော့ပြောင်းသွားပါလိမ့်မယ်အဲ့တော့ဘာနဲ့တွက်ကမလဲဆိုတော့ equal to ရိုက်မထည့်ပဲနဲ့ sum နဲ့တွက်ပေးပါ sum နဲ့တွက်ပေးပါเนาะအဲ့တော့ဒီကနေဒီပေါင်းမယ်ဆိုပြီးတော့အဲ့လိုဆက်လက်မှတ်ပေးလိုက်ကိုကဒါဒီကနေဒီပေါင်းရင်ဒီကနေဒီဆက်လက်မှတ်ပေးလိုက်ကိုပေါင်းနေတဲ့ set ကွက်တွေအကုန်လုံးကိုဆက်လက်မှတ်ပေးလိုက်ပြီးတော့ခွင်းပိတ်လုပ်လိုက်ပြီးတော့ enter ခောက်လိုက်ဒါဆိုရင်တော့ဒီနားမှာလာပြီးတော့100နေရာမှာ90ဖြစ်သွားတယ်ဆိုလို့ရှိရင်သူ့ဟာသူ auto 250လို့ပြောင်းသွားပါတယ်เนาะဒါကရိုက်မထည့်ပဲနဲ့ဆမတို့ကဒီလိုမျိုး selection ယူတဲ့နည်းနဲ့ပေါင်းပေးပါเนาะပေါင်းတဲ့အခါမှာပေါ့เนาะအားလုံးပဲစီးပြပါသည်เนาะ